ပြန်ပွဲဝင်ကလေးကကြိုက်တယ်ညီလေးတဲ့အငဲရဲ့မျိုးဆက်တစ်လို့သတ်မှတ်ထားတာပါတခြင်းတစ်တွေခဏခဏတင်ပေးပါဆိုတော့ဒါကျွန်တော်ရဲ့ဒီအယုတ်ကျိုးပြက်ဆိုတဲ့တခြင်းလေးအပိုင်းစာလေးတင်ထားတာမလားမှန်းတာပေါ့နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုအခုလိုဒီမှတ်ပြုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီတခြင်းတစ်ကလေးတွေတင်ဖို့ဆိုတာဟာလေကျွန်တော်တို့ကဟိုလိုပေါ့အခုလောဆိုကျွန်တော်တချင်း6ပုတ်9ပုတ်လောက်ရှိပါပြီထွက်ထားတာပြီးတော့ album တစ်ခုလည်းစီစဉ်နေပါတယ်အခုဆိုရင်ဒါထားပါတော့ကျွန်တော်အယုတ်ကျိုးပြက်ဆိုတဲ့တချင်းလေးထွက်ရှိထားတယ်ဆိုတော့ဒီတချင်းလေးကိုကျွန်တော်ဒီ YouTube မှာနားဆင်ပေးခြင်းအပြင်ဒါကျွန်တော် support လို့ရပါတယ် support ဆိုတာအလကားပြောတာမဟုတ်ပါဘူး support လုပ်တယ်ဆိုတာကထားပါတော့ YouTube မှာနားထောင်တဲ့အခါမှာကျွန်တော် view တွေရမယ်ပြီးရင်အဲ့ view တွေကနေပြီးတော့ကျွန်တော်ပတ်စံဝင်ပါတယ်ဆိုတော့အဲ့လိုပတ်စံဝင်မှသာလျှင်ကျွန်တော်ကတခြင်းအစ်စ်တွေဆက်ထုတ်ဖို့အတွက်အရင်အနည်းအနေနဲ့ရတာပါပြီးတော့ကျွန်တော်ပွဲတွေပါတယ်ဆိုရဲအဲ့ရနေပြီးတော့အဲ့ရအရင်နည်းလေးစုပြီးမှသာကျွန်တော်ဒီလိုတခြင်းတွေကိုထုတ်နိုင်တာပါဆိုတော့ကျွန်တော်ပြောချင်တာကအခုတခြင်းတစ်လေးထွက်ထားတယ်ဟိုကြိုက်ကြတဲ့ညီကိုတွေလည်းများတယ်ပြီးတော့နားလဲဆင်ပေးကြတယ်ဆိုတော့ဒီတခြင်းလေးကိုဒီအယုတ်ကျိုးပြက်ဆိုတဲ့တခြင်းလေးကို YouTube မှာဒီ Legacy Music မှာတင်ထားတယ်အဲ့ဒီမှာများများလေးနားဆင်ပေးပါYouTube မှာအဓိကနားဆင်ပေးပါလို့ကျွန်တော်ကနေပြောချင်တယ်။တို့မှသာလည်းကျွန်တော်ရှေ့ဆက်ဖို့ပို့ပြီးတော့လွယ်ကူမှာပါပို့ပြီးတော့မြန်နဲ့တခြင်းတွေထွက်နိုင်မှာပေါ့ဗျာ။ဆိုတော့အဲ့ဒါလေးကိုကျွန်တော်အားပေးတဲ့ကျွန်တော်နားဆင်ပေးတဲ့ညီကိုမောင်နှမတွေအားလုံးကိုတောင်းဆိုတာပါ။ဆိုတော့ဒီတခြင်းလေးကိုလည်းနားဆင်ပြီးလောက်ပြီးထင်ပါတယ်တချို့တွေပေါ့။ဆိုတော့အဲ့ဒီတခြင်းလေးလည်းဘယ်လိုနေလဲအဆင်ပြေရဲ့လားသဘောကျနှစ်သက်ရလားဆိုတာလေးလည်း comment မှာမှန်းခဲ့ပေးပါဆိုတော့ဒါလေးကို reply ပြန်ရင်းနဲ့ကျွန်တော်တခြင်းတစ်ကလေးကို YouTube မှာနားဆင်လို့ရပါတယ်နားဆင်ပေးပါဆိုတဲ့အကြောင်းလေးကိုကျွန်တော်နေပြီးတော့ဒီညီကောင်မောင်တွေအားလုံးကိုအကြောင်းကြားတာပါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်တခြင်းတစ်တွေအများကြီးနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်